ကချင်ပြည်နယ်မှာရှိတဲ့ဖားကန့်ဒေသဟာမြန်မာနိုင်ငံအတွက်တင်မကပဲကမ္ဘာအဆင့်မှာပါအရေးပါတဲ့နေရာတစ်ခုပါနေအထားနဲ့နောက်ခံသမိုင်းဖားကန့်ဟာကချင်ပြည်နယ်မိုးညင်းခရိုင်အတွင်းမှာတည်ရှိပြီးဥရုမြစ်ဘေးမှာတည်ထားတဲ့မြို့နယ်တစ်ခုပါကမ္ဘာပေါ်မှာအကောင်းဆုံးနဲ့အရေးအသွေးအမြင့်ဆုံးကြောက်စိမ့်ကြီးတိုက်တွေထွက်ရှိရာတစ်ခုတည်းသောနေရာလို့တောင်ဆိုနိုင်ပါတယ်နှစ်စီးပွားရေးနဲ့ကြောက်စိမ့်လူနန်းဖားကန့်ရဲ့စီးပွားရေးဟာ100%နီးပါးကြောက်စိမ့်တူးဖော်ဤအပေါ်မှာမိခိုးနေပါတယ်။ကုမ္ပဏီကြီးများစက်ရန်တရားကြီးတွေတုံးဒီတောင်တွေကိုဖြိုချကအကြီးအကျယ်တူးဖော်ကြပါတယ်။တပိုင်းတနိုင်ရှာဖွေသူများရေမစဲကြောက်ရှာဖွေသူများဟာကုမ္ပဏီတွေကစွန့်ပစ်လိုက်တဲ့မြေစာပုံတွေထဲမှာကြောက်စိမ့်ကြံလေးတွေကိုရှာဖွေပြီးအသက်မွေးကြသူတောင်းနဲ့ချီရှိပါတယ်။3. စိန်ခေါ်မှုညင်အန်တရယ်များဖားကန့်ဒေသဟာအခွင့်အလန်းတွေပေါများသလိုဘေးအန်တရယ်လည်းအလွန်များတဲ့ဒေသတစ်ခုပါမြေစာပုံပြိုကျခြင်းမိုးရာသီမှာမြေစာပုံတွေပြိုကျလို့နှစ်စိန်ရာနဲ့ချီတဲ့ရင်မဆေးသမားတွေအသက်ဆုံးရှုံးလေရှိပါတယ်။တဘာဝပတ်ဝန်းကျင်ဖြစ်စည်းခြင်းတောင်တွေပျောက်ကွယ်သွားပြီးနက်ရှိုင်းတဲ့ဂျင်းကြီးတွေနဲ့ရွှေနွန်ကန်ကြီးတွေဖြစ်လာတာအပြင်